ပုံနဲ့ဝဲလေခဲ့ရပြီသူနဲ့မှတိုက်တိုင်းဆိုင်ဆိုင်ဒီလိုနေရာမျိုးမှလာတွေ့တာမို့လေမခေါ်ရဲမပြောရဲနှုတ်မဆက်ရဲကြပေမဲ့မျက်လုံးချင်းကဆုံးပြီးပါတယ်လေဒါပေမဲ့တစ်ချိန်ကစကြောင်းပြန်ပြောင်းပြောရင်တစ်ဖြစ်မဲ့ခွေတန်ရောစင်ရှိန်လေးရဲ့ပြန်မပြောချင်တော့ဘူးငယ်ရှိရဲ့အပြန်တရားမဆုံးခြင်းမေးမေးတန်တရားပုံနေဝဲလေခဲ့ရပြီသူနဲ့မှတိုက်တိုင်းဆိုင်ဆိုင်ဒီလိုနေရာမျိုးမှလာတွေ့တာမို့လေမခေါ်ရဲမပြောရဲနှုတ်မဆက်ရဲကြပေမဲ့မျက်လုံးချင်းကဆုံးမိပါတယ်လေဒါပေမဲ့တစ်ချိန်ကစကြောင်းပြန်ပြောင်းပြောရင်တစ်ဖြစ်မဲ့ခွေတန်ရောစင်ရှိန်လေးရဲ့ပြန်မပြောချင်တော့ဘူးငယ်ရှိရဲ့ချိန်မိန်လိုမျိုးတိတ်ခါမြဲရင်နဲ့ရှစ်စိတ်တိတ်တိတ်ဖြစ်မဲ့ဒီနေရဆွေးမပြေသမျှတော့ဝိနေတာကကောင်းကြမှာပါနော်စုံစည်းတဲ့ရှိခီမှာဆိုင်သူတွေရှိပြီးသားမို့မိုးနဲ့မြေကြီးလိုမပေါင်းစပ်နိုင်တဲ့အကြောင်းရဲ့ပါနော်ပြန်ပြောရင်တစ်ဖြစ်မဲ့ကွယ်တန်ရောစင်ဖြတ်ကြတာကောင်းနေအပြင်းတရားမဆုံးခြင်းမေးမေးတန်တရားပုံနဲ့ဝဲလေခဲ့ရပြီသူနဲ့မှတိုက်တိုင်းဆိုင်ဆိုင်ဒီလိုနေရာမျိုးမှလာတွေ့တာမို့လေမခေါ်ရဲမပြောရဲနှုတ်မဆက်ရဲကြပေမဲ့မျက်လုံးချင်းကဆုံးမိပါတယ်လေဒါပေမဲ့တစ်ချိန်ကစကြောင်းပြန်ပြောင်းပြောရင်တစ်ဖြစ်မဲ့ခွေတန်ရောစင်ရှိန်လေးရဲ့ပြန်မပြောချင်တော့ဘူးငယ်ရှိရဲ့ချိန်မိန်လိုမျိုးတိတ်ခါမြဲရင်နဲ့ရှစ်စိတ်တိတ်တိတ်ဖြစ်မဲ့တွေးနေရဆွေးမပြေသမျှတော့ဝိနေတာကကောင်းကြမှာပါနော်စုံစည်းတဲ့ရှိခီမှာဆိုင်သူတွေရှိပြီးသားမို့